အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာလောကီနဲ့ဆက်ဆက်အနက်သောမြန်မာလောကီပညာကိုများထဲမှာအာလာဝကနဲ့အာလာဝကဆေးတော်များအကြောင်းရှေ့ဥစွာကျွန်တော်အနေနဲ့အာလာဝကနံဘလူးမင်းကိုရှိရမရှိဘူးဆိုတဲ့အကြောင်းအရာလေးကနေစလိုက်အောင်အာလာဝကနံဘလူးမင်းဆိုတာဒီ6ကျိတ်9ရောက်သောနံဘလူးတွေထဲမှာအပါဝင်ဖြစ်တဲ့နက်စစ်သူကြီးတစ်ပါးဖြစ်တယ်အာလာဝကနံဘလူးမရှိဘူးဆိုပြီးတော့လက်တွေ့ကြတွန်းညင်လို့မရပါဘူး။ဘာလို့လဲဆိုရင်ကျွန်တော်ဘုရားဟောသမိုင်းကျမ်းဂန်လာတွေရအောင်ချင်း၈ပါးမှာအာလာဝကနဘလူဒီဒုတိယမြောက်ဖြစ်တယ်။အာလာဝကလို့ခေါ်တဲ့ခွန်အားဗလတကောအရာမှာကြီးမြတ်သောဘလူးမင်းတစ်ပါးဖြစ်တယ်။အားလုံးဖြစ်တဲ့အတွက်အာလာဝကဘလူးမင်းနဲ့ပတ်သက်သောဇတ်တော်တွေနိဘတ်တွေပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာလောကီပညာရပ်များထဲမှာအာလာဝကနဲ့ပတ်သက်သောအာလာဝကဆေးတော်တွေအာလာဝကအင်းတွေအာလာဝကစမတွေအာလာဝကရုပ်ခမှုတွေအာလာဝကဂါရာတွေအစရှိသဖြင့်အများကြီးရှိတယ်။အထူးသဖြင့်အာလာဝကသည်ဘာကောင်းလဲ။ကာယတိဋ္ဌိလို့ခေါ်တဲ့ဒုဒ္ဒလန္တနစိန်ပြောက်အမြောက်မိပေါက်ခဲရဲ့တစ်ချုံဝဲချုံကျိုးထိတ်တန်းခြေခြင်းအစရှိတဲ့မိမိရဲ့ခန္ဓာကိုယ်ကိုရောမိမိကိုယ်ကိုဒုက္ခပေးလို့မရအောင်ကာကွယ်ပေးနိုင်တဲ့ကာယတိဋ္ဌိအစံတတိရှိတယ်။ဒုဗ္ဗိဓာဘိအစံတတိရှိတယ်။အချုံနောင်တွေကလွတ်မြောက်တဲ့အစွမ်းတတိရှိတယ်။အာလာဝကသည်ကျွန်တော်တို့မြန်မာလောကီပညာရဲ့အနေနဲ့အာလာဝကမှာအာလာဝကမှော်စေအာလာဝကမှော်အင်းနှစ်မျိုးရှိတယ်။သို့တော့မှော်စေမှော်အင်းသည်ဆက်ဆက်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့သိရတယ်နော်။မှော်စေသည်လည်းကျွန်တော်မှော်အင်းထိုးတဲ့အခါမှာပါရတယ်လို့မှော်အင်းသည်လည်းမှော်စေထိုးတဲ့အခါမှာပါရတယ်။အဲ့တော့အာလာဝကစေးတွေမှာအဓိကအဖြစ်ပါဝင်နီဖော်စနီတွေဆိုပြီးတော့တည်တံ့ရှိတယ်။အာလောကဆေးတွေကိုဘယ်ချိန်မျိုးမှာထိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့နှက်ခတ်ကြတဲ့အချိန်ခပတ်နှက်ခတ်လို့ခေါ်တဲ့ကာယနှက်ခတ်တစ်ဖက်ကန်းနှစ်ဖက်ကန်းဝါရစုပ်အစရှိတဲ့အချိန်မျိုးတွေမှာအာလောကဆေးမျိုးတွေကိုထိုးကြတယ်။အာလောကဆေးမှာတက်ဆောင်ဆေးအဆောင်ဆေးအပိတ်ဆေးဆိုပြီးတော့၃မျိုးရှိတယ်။တက်ဆောင်ဆိုတာကတော့မြမရိုးရထိုးခွင်းမြင်ကြောင်တွေထဲမှာထည့်ထိုးတဲ့ဆေးကိုတက်ဆောင်ဆေးလို့ခေါ်တယ်။အဆောင်ဆေးဆိုတာကတော့ဘလူးကနေတော့ပုံအာလာဝကဘလူးကနေတော့ပုံအာလာဝကခေါင်းယုတ်အာလာဝကဘလူးအထိုင်ယုတ်အာလာဝကတန်လျက်ထမ်းယုတ်အာလာဝကဘလူးတင်းမုတ်ထမ်းယုတ်အစရှိသဖြင့်ထိုးနိုင်ကြတဲ့ဘလူးယုတ်တွေဒီကျွန်တော်တို့အဆောင်အဖြစ်နဲ့ထိုးနိုင်ကြတဲ့အင်းမျိုးဆေးမျိုးဖြစ်တယ်အပိတ်ဆေးဆိုတာကတော့တင်းကြိုင်းသို့မဟုတ်ဖျားဒီလိုချိန်မျိုးမှာအခါနှက်ခတ်ကိုက်မြေကျွင်းတူလေဘဲထိမြေမြုပ်ပြီးတော့အမဲသားကိုက်ပြီးထိုးတဲ့အင်းမျိုးဆေးမျိုးကိုအာလာဝကအပိတ်ဆေးလို့ခေါ်တယ်အဲ့တော့အာလာဝကနဲ့ပတ်သက်ပြီးတော့အာလာဝကနဲ့ဘလူးမင်းနဲ့ပတ်သက်ပြီးတော့ဂါရာတွေမြောင်များစွာလည်းရှိတယ်အာလာဝကနဲ့ဘလူးနဲ့ပတ်သက်ပြီးတော့ဆေးတော်တွေအင်းတော်တွေလည်းအများကြီးရှိတယ်မြန်မာလောကီပညာရပ်မှာအာလာဝကနဲ့ဘလူးမင်းဒီသူဤဆေးသူဤအင်းသူဤမန္တန်သူဤဂါရာသူဤရုပ်ခမှုနဲ့တတိတခြားဘုံဩဇာကြီးမားတဲ့ပုံကိုယ်တစ်ပါးဖြစ်တယ်အာလာဝကဆိုတဲ့နာမည်အကြောင်းကိုပြည့်စုံသိကျင်လို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ပြီးတော့အားပေးကြဖို့မမေ့ပါနဲ့ခင်ဗျာ